သူဟာနောက်တစ်ယောက်နဲ့တွေ့နေပြီဒုနှစ်ယောက်ရဲ့ဇာလန်ပြီးဆုံးသွားပြီတဲ့ဒါထားသွားခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကိုမုံမလဲတယ်လို့ပဲငါမမေးဘူးမဖြစ်နိုင်တော့ပါဒါရဲ့စက်ခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကိုမုံမိုးလဲမလွယ်ပါသူကိုမေးဖို့လဲမလွယ်ပါရှင်မချစ်စနဲ့ချစ်ခဲ့သူပါသူရဲ့ပြုံးလေးတွေရဲ့သူရဲ့အနံလေးတွေရဲ့ဘယ်လိုမေးပြောင်းလို့ကြမှာလဲသူပေးခဲ့တဲ့ကလေးတွေရဲ့တူတူထားခဲ့တဲ့သစ္စာရဲ့ခုတော့အားလုံးပဲပြောပြပြီလား